ဘောလုံးသမားတွေမလို့စနဲ့007ဂုံပုတ်တချို့ဘောလုံးပရိသတ်တွေကကစားသမားတွေကို007လို့ဘာကြောင့်ခေါ်ရဲဆိုတာကိုသိစင်ကြမှာပါဘောလုံးကအယောင်စုံနေတဲ့ဘာသာစကားဖြစ်ပြီးတော့ပရိသတ်တွေနဲ့မီဒီယာတွေကနေဗျူဟာမျိုးစုံသောအကြောင်းအရာတွေနဲ့ပတ်သက်လို့နာမည်ပေးကြတာတွေတော်တော်လေးများပါတယ်ကလပ်အသေးဒါမှမဟုတ်ကစားသမားတွေကိုနာမည်ပြောင်းပေးတာကစားကွက်တွေနေဗျူဟာတွေနဲ့ပတ်သက်လို့နာမည်သစ်ပေးတာတွေစသဖြင့်မျိုးစုံပါပဲဒါပေမဲ့တစ်ဖက်ပါလေကစားသမားဒါမှမဟုတ်အသင်းတွေကိုလောင်ပြောင်တဲ့အနေနဲ့ပေးတဲ့နာမည်တွေလည်းရှိပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဘောလုံးပရိသတ်တွေကြားမှာနာမည်ကြီးတဲ့နာမည်ပြောင်းတစ်ခုကတော့007ပဲဖြစ်ပါတယ်တကယ်တော့အဲ့007ဆိုတဲ့ဂုံပုတ်ကအတိုက်ခံရတဲ့ကစားသမားအတွက်ကတော့ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးဒီတော့ကစားသမားတွေမလို့စတဲ့007ဆိုတဲ့ဂုံပုတ်ရဲ့မူလအရင်းမြစ်ကိုရှာကြည့်ရအောင်ပါ007ဆိုတာကတကယ်တော့စိတ်ကိုရင်စပိုင်ဇက်ကောင် James Bond ရဲ့ကုတ်နံပါတ်ပဲဖြစ်ပါတယ်007ဟာရုပ်ရှင်လောကမှာဘယ်တော့မှမသိတဲ့ဇက်ကောင်ဖြစ်ပြီးတော့ Sean Connery, Roger Moore, Daniel Craig တို့နာမည်ကျော်မင်းသားတွေတရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ် James Bond ကစမတ်စပီညံကောင်းတဲ့စပိုင်တစ်ယောက်ဖြစ်ပေမဲ့လည်းဘောလုံးမှာတော့ James Bond လို့နာမည်တက်ခံရတာဟာလောက်ပြန်ခံရတာပါပဲ007ဆိုတာဘောလုံးမှာတော့ကစားသမားအနေနဲ့ခုနှစ်ပွဲကစားပြီးချိန်မှာသွင်းကိုမရှိသလိုဂိုးပန်တီးမှုလည်းမရှိတာကိုဆိုလိုတာပါဘောလုံးလောကမှာ007ပွဲကိုအရင်ဆုံးရခဲ့တဲ့ကစားသမားကတော့ Manchester United တောင်ပံကစားသမား Sancho ပဲဖြစ်ပါတယ်2021ခုနှစ်မှာဒေါမှုအသင်းကနေ Manchester United အသင်းစီကိုပေါင်83သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ Sancho ဟာ Manchester United ကစားသမားဘဝပထမဆုံးပွဲစဉ်9ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလိုဂိုးပန်တီးမှုလည်းမရှိခဲ့တာကြောင့်007ဘုတ်ကိုရရှိခဲ့တာပါအာဆင်နယ်တိုက်စစ်ကစားသမားကိုင်ဟာဘက်ကလည်းအာဆင်နယ်ကိုပထမဆုံးရောက်ရှိလာတဲ့ရာသီအစပိုင်းမှာရှေ့ဆုံးပြနိုင်ခြင်းမရှိဘဲနဲ့007ဘုတ်ကိုရရှိခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဘောလုံးပရိသတ်တွေကြားမှာ007ဆိုတဲ့စကားလုံးကခေတ်စားလာခဲ့တာဖြစ်ပြီးတော့အထူးသဖြင့်ပြောင်းရွှေ့ခြင်းမြောက်များစွာနဲ့ပြောင်းရွှေ့လာပြီးပထမဆုံး9ပွဲမှာဂိုးပေါင်ရပတ်သက်မှုမရှိတဲ့ကစားသမားတွေဟာ007ဆိုတဲ့ဘက်ကိုရကြတော့တာပါပဲအခုဒီရာသီမှာလီဗာပူးကွင်းနဲ့တိုက်စစ်ကစားသမားဖလိုရီယန်ပြတ်ဆိုရင်007ဘက်ကိုရရှိသွားခဲ့ပါပြီပြီးခဲ့တဲ့နေ့မှာလီဗာပူးစစ်အသင်းကနေလီဗာပူးအသင်းစီကိုအဝင်ချေအပါအဝင်နဲ့ပေါင်116တန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ဖလိုရီယန်ပြတ်ကလီဗာပူးအသင်းအတွက်ပထမဆုံးပြိုင်ပွဲဆို9ပွဲကစားပြီးချိန်မှာဂိုးပေါင်ရပတ်သက်မှုမရှိသေးတာကြောင့်ဒီရာသီမှာဈေးဥပေါက်007ဂိုးပုတ်ကိုရရှိခဲ့တာပါမန်ချက်စတာယူနိုက်တက်တိုက်စစ်မိုတီဆက်စကိုဆိုရင်လည်း007ဘက်ကိုရရှိဖို့တပွဲတာလိုပါတော့တယ်ဆက်စကိုကဒီရာသီမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ6ပွဲကစားပြီးပြီဖြစ်ပေမဲ့ဂိုးပေါင်ရပတ်သက်မှုလုံးဝမရှိသေးလို့ဝေဖန်ခံနေရတာပါတကယ်လို့ဆက်စကိုအနေနဲ့စနေနေ့ညနေ6နာရီမှာကစားမယ်ဘရန်ဖို့အသင်းနဲ့ပရီးမီးယားလိပွဲမှာသာသွင်းကိုဒါမှမဟုတ်ဂိုးပေါင်ရပတ်သက်မှုမလုပ်နိုင်ဘူးဆိုရင်တော့007ဂိုးပုတ်ကိုရရှိတော့မှာပဲဖြစ်ပါတယ်